နင်္ဂနွေနေ့၌အွန်လိုင်းမှာဟောကြားသောဖယင်မလုံးချင်သူတေမိယကုမာရအပိုင်းလေးအကြောင်းတရားဒေသနာတော်ဖယင်ဖြစ်မှရှောင်းတိန်လူ၍ဆွမ်းအားနာမကြား16နှစ်လုံးအဋိဋ္ဌံပြုပြီးတော့ဆွမ်းအားနာမကြားအောင်ဆောင်းနေတဲ့တေမိယကုမာရမင်းသားဟာနန်းတော်ကစွန့်ပစ်ခြင်းခံလိုက်ရလို့တော်ရင်ကိုရောက်သွားတဲ့အခါသူ့ရဲ့စိတ်နှလုံးဟာအဗ္ဗဒမဆန္ဒပြည့်သွားလို့ပီတိတွေဖြစ်ပြီးသူဖြစ်ချင်တဲ့ယသိဘဝသူကိုယ်တိုင်ယသိဝတ္တိစမြန်းလို့စိတ်ထဲမှာကြည်နူးဝမ်းသာမှုတွေဖြစ်နေတယ်သူနန္ဒယထာတိန်ကဘယ်တော့ခမည်းတော်တွေထံပြန်ပြီးတော့တေမိယကုမာရမင်းသားရဲ့ဘဝဝတယုံမှန်ကိုတဏှုတင်တဲ့အခါမှာတဏန်းတော်လုံးဟာဝါမြောက်ဝန္တာဖြစ်ကြတယ်ဝါမြောက်ဝန္တာဖြစ်ပြီးတော့ချက်ချင်းပဲမင်းသားနဲ့တွေ့ဖို့တေမိယကုမာရထွက်သွားတဲ့တော်တဲ့ကိုအာရင်လိုက်ချဖို့စီမံကြတယ်ဘုရင်ကြီးကိုယ်တိုင်ကမဟာသေနဂုဋ္ဌဆိုတဲ့အမတ်ကြီးကိုခေါ်ပြီးတော့ချက်ချင်းပဲခရီးသွားဖို့ပြင်ဆင်ခိုင်းလိုက်တယ်ဘုရင်ဆိုတာညမစကားပုံရှိတဲ့အတိုင်းပဲရှင်မင်းတခါအတွက်အဲကြီးတလှေချက်သူကဘယ်လိုပဲပြန်ရင်းသွားခြင်းပြီမဲ့လို့မင်းကမင်းနာနဲ့ပြင်ဆင်နေရတာတည်းအချိန်အများကြီးယူရတယ်ချက်ချင်းသွားဖို့ဆိုပြီးတော့ကြိုးစားပြီမဲ့လို့တော်တဲ့အရောက်ထွက်ဖို့ပြင်းနဲ့3ရက်ကုန်သွားတယ်မရောက်သေးဘူးနော်တော်ရဲသွားဖို့ရပြီရင်ကြီးကအမိတ်ပေးပြီးတော့ချက်ချင်းပြင်ခိုင်းတယ်ဒါပေမဲ့လို့ပြင်အားဆင်ရတာနဲ့ရှင်မင်းတခါအတွက်ပဲကြီးတလှေချက်ဖြစ်သွားတယ်အဲ့ဒီဆိုရစကားအတိုင်းပဲကိကထအလွန်များတဲ့ပေါ့သူတို့မှာချက်ချင်းကြီးထပြီးတော့သွားလို့မရအစီအစဉ်တွေလုပ်ပြီးတော့စစ်တပ်နဲ့ချမ်းရံနဲ့အဲ့လိုသွားဖို့ပြင်ဆင်တာဘုရင်ကိုယ်တိုင်ကအမိတ်ပေးတယ်ဒီဆိုင်ရမဟာသေနဂုဋ္ဌအမတ်ကြီးကိုခေါ်ပြီးတော့လင်းမြန်ခီးသွားဖို့ပြင်ဆင်ခိုင်းတဲ့အခါမှာရှောစယန္တုရထေအတိကိစ္ဆံနာဂာနဗန္ဒထာရှင်မြင်ထွက်တာကတယောက်တည်းထွက်မှာမဟုတ်တော့သူရဲ့ကိုရနောတတ်တွေခြံရံတတ်တွေအားလုံးကိုစင်တက်ပြင်းတတ်နဲ့သွားမှာအဲဒါကြောင့်မို့ယထာတွေပညာဒီမြင်းတွေကိုကာကြိုးတစားဆင်ညဆင်းတွေကိုကာကြိုးတစားဆင်ညနဲ့ဥဒိရိယန္တုသင်္ခပနောဝါဒန္တုဧကပောက္ခရာဆင်စီးပြီးတော့အေးစိတ်သွားမှာမဟုတ်ဘူးအဲ့ဒါမှခယူသေးမှုတ်တဲ့လူတွေတို့စီတီးတဲ့လူတွေတို့အဲ့ဒါတွေကအကုန်လုံးဆင့်ခေါ်ပြီးတော့မင်းကမင်းနာနဲ့သွားမှာဟုတ်ဒါဟုတ်ဥဒိရိယန္တုသင်္ခပနောဘုရင်ထွက်တော်မူတယ်ဆိုတဲ့အခါခယူသေးမှုတ်တဲ့အဖွဲ့ကမှုတ်စီတီးတဲ့အဖွဲ့ကတီးတစ်ဖက်စီစစ်ထွက်စီကြီးတွေတီးတဲ့လူတွေကတီးအကုန်လုံးစီမံခံခွင့်ရတယ်ဝါဒန္တုပေရိတဏ္ဍတာဝက်ကုဝါဒန္တုဒုံတုပိတဒိမ့်နဲ့ရှင်မင်းထွက်တော်မူတဲ့စီတွေအလုံးကိုတီးခိုင်းပြီးနေကမာစမံအနွင်းတုခိစ္ဆံဗုဒ္ဓနိဝေရကောဘုရင်ကြီးကအမိန့်ထုတ်လိုက်တယ်တိုင်းသူပြည်သားတွေနေအတူတွေရောအကုန်လုံးငါနောက်ကိုလိုက်ကြအလုံးကိုခြံရံနဲ့ကိုအလုံးလိုက်ပို့ကြမယ်သူ
သူသွားမှာသားကိုနားချဖို့သွားမယ်တေမိယကုမာရမင်းသားဟာမင်းသားမလုံးချင်လို့ဆွမ်းရအာယောင်ဆောင်နေဆိုတော့သားကိုနားချပြီးတော့ဘုရင်ဖြစ်တင်မြောက်ဖို့ကြိုးစားတာဒါကြောင့်မို့ခိစ္ဆံပုဒ္ဒနိဝေဒကောသားကိုနားချဖို့သွားမှာကိုဟာဘုရင်လုပ်ဖို့ရအတွက်တိုက်တွန်းနှိုးဆော်ဖို့သွားတာဩရဒါသကုမာရသဝေတိယနာသဗြဟ္မဏဘုရင်ရဲ့ခြံရမောင်မမိတ်တန်တွေဘင်းကြီးမင်းသားတွေတိုင်းသူပြည်သားတွေဗြဟ္မဏတွေလေလုတ်ကုန်တွေအားလုံးဟာခိပ္ပံယာနာနိယောဇဉ်တုခိစ္ဆံဗုဒ္ဓနိဝေရကောမင်းသားကိုနားချဖို့အားလုံးလိုက်ပါကြဆိုပြီးအမိန့်ထုတ်တယ်ကောနော်ကိုစီမရင်ကိုပြင်ပြီးတော့အားလုံးဘယင်နဲ့ခြံရံလိုက်ပါကြရမယ်ဟထရောဟာအနိကတ္ထာရထိကပတ္တိကာရကစိတ်အင်္ဂါ၄ရက်နဲ့စင်စည်းသူရဲကောင်းနေစင်စည်းတဲ့ကိုရနောတတ်တွေယထာစည်းသူရဲကောင်းနေခြေလင်းသူရဲကောင်းနေအလုံးဟာဖြူဟာခင်းပြီးတော့သားကိုနားချဖို့သွားတဲ့နောက်ကနေခြံရံလိုက်ပါရမယ်အဲ့တော့ရှေးတုန်းကစင်တက်ပြင်းတက်ယထာတက်ခြေလင်းစစ်တက်ဆိုပြီးတော့ရှေးကစစ်ဖွဲ့စည်းနည်းကတစ်မျိုးခဏခေတ်ဖွဲ့စည်းတာနဲ့မတူဘူးပေါ့အိန္ဒိယနိုင်ငံမှာတို့ဗမာပြည်မှာတို့ဘုရင်တွေလက်ထက်ကဖွဲ့စည်းတဲ့ဖွဲ့စည်းပုံဖွဲ့စည်းနည်းတွေကစင်တစည်းဆိုလို့ရှိရင်စင်ကိုရန်လိုက်တဲ့စစ်သားက12ယောက်ရှိရစစ်မှုတိုင်းက12ယောက်ရှိရမယ်မြင်းစည်းဆိုလို့ရှိရင်မြင်းကိုရန်ပြီးတော့လိုက်ရတဲ့သူရဲကောင်က3ယောက်ရှိရမယ်မြင်းတစ်ကောင်ကိုလူ3ယောက်စင်တစ်ကောင်ကျတော့လူ12ယောက်ယောက်ျား12ယောက်လိုက်ရအလုံးစင်ရဲ့ခြေ4ဘက်တို့နှာမောင်းတို့အဲ့ဒီဘက်ကိုအနေမရအောင်အဲ့ဒီသူရဲကောင်းတွေကကာကွယ်ပေးရတာစင်စည်းတဲ့သူရဲကောင်းလည်းစင်စည်းတယ်စင်ရဲ့ခြေထောက်တို့ဘာတို့မြားနဲ့ဘာနဲ့လှမ်းပစ်လိုက်လို့ရှိရင်ဒိုင်းတွေကာတွေနဲ့ကာပြီးတော့ထုတ်ဖို့ရစင်ရဲ့ခြေထောက်ကိုစောင့်တဲ့စစ်သားကခြေထောက်တစ်ချောင်းဆိုလို့ရှိရင်4ယောက်နာမောင်းဆောင်နာတို့နောက်ကဆောင်နာတို့အကုန်လုံးအလုံးက12ယောက်12ကောင်ကိုလူ12ယောက်ရန်ရမြင်းတစ်ကောင်ဆိုရင်လူ3ယောက်ရန်ရတယ်ယထာတစီဆိုလို့ရှိရင်လူ4ယောက်ရန်ယထာတစီဆိုလူ4ယောက်ဒါကအသေးဆုံးစစ်တပ်ပဲစင်တပ်မြင်းတပ်ယထာတပ်ခြေလင်းစစ်တပ်ရှေ့ကဖွဲ့ဖို့အဲ့တော့တပ်ဖွဲ့ပြီးဆိုတဲ့အခါကျတော့စင်3စီးကိုတက်စင်3စီးဆိုတော့တစ်စီးမှာလူက12ယောက်ပါတာကိုလူကလည်းအဲ့ဒီချိုးကြတိုးရမှာပဲစင်3စီးစင်3ကောင်ပါလို့ရှိရင်ဒါစင်တက်လို့သတ်မှတ်တယ်မြင်း3စီးပါလို့ရှိရင်မြင်းတက်လို့သတ်မှတ်တယ်ယထာ3စီးပါလို့ရှိရင်လည်းယထာတက်လို့သတ်မှတ်တယ်နောက်လက်နဲ့ဆွဲကင်တဲ့ခြေချင်းလျှောက်ရတဲ့သူရဲကောင်းတွေက4ယောက်ကိုရီးယားဇာကကြည့်ဦးကြလိမ့်မယ်အဲ့ဒီမှာကြည့်လို့ရှိရင်အဲ့ဒီပုံစံနဲ့ပဲနော်ရင်းစီးတဲ့လူတွေပါတယ်နောက်ကလိုက်ရတဲ့လူတွေပါတယ်အဲ့ဒီပုံစံပဲသူတို့ဒါပေမဲ့ကိုရီးယားဇာကတွေထဲမှာတော့ဆင်းနေပဲပါဘူးမြင်တော့ပဲပါတယ်ဒါရှေးခေတ်ကတော့အဲ့ဒီနော်စင်တပ်ဆိုဒီမှာစင်3စီးနဲ့ဖွဲ့စည်းထားတာမြင်းတပ်ဆိုဒီမှာလည်းမြင်း3စီးနဲ့ဖွဲ့စည်းထားတာယထာတပ်ဆိုဒီမှာလည်းလူယထာ3စီးနဲ့ဖွဲ့စည်းထားတယ်ခြေလင်းစစ်တပ်ကျတော့လူ4ယောက်နဲ့ဖွဲ့စည်းထားတယ်အဲ့ဒါကိုစစ်တပ်တထလို့ခေါ်တယ်ရှေ့ခေတ်က
ခုခေတ်တော့တက်ရင်တို့ဘာတို့ဒီလိုခေါ်တာတွေမျိုးစုံရှိမှာပေါ့နော်ခုခေတ်နဲ့မတူအဲ့ဒါကိုပါဠိပိဋကစာပေမှာဒါတွေကသေချာရေးထားလို့ဟတ္ထိဒွါရတပောတောတိပုရိသောဒုရကောရထောစတုပောတောတိဧကေနလက္ခဏေနဓမ္မန္တတောရှင်တစီမှာလူ12ယောက်မြင်းတကောင်မှာလူ3ယောက်ယထာတစီမှာလူ4ယောက်အဲ့ဒီစံချိန်နဲ့အနည်းဆုံးဖွဲ့စည်းရမယ်တဲ့ဖွဲ့စည်းလိုက်လို့ရှင်ဟဋ္ဌာနိကံရထာနိကံဟယနိကံရထာနိကံတယောနော်အနိကဆိုတဲ့စကားလုံးကိုသုံးတာဟဋ္ဌာနိကဆိုတာစင်တက်စင်3စီးပါရမယ်ဟယနိကကမြင်းတက်ဆိုတော့မြင်း3စီးပါရမယ်ရထာနိကံကယထာစစ်တက်အဲ့ဒါကလူ3စီးပါရမယ်အလုံးသူဆိုင်ရလက်နဲ့တွေဆွဲကြိုက်ပြီးတော့3စီးနောက်လက်နဲ့ဆွဲကြိုက်နဲ့ခြေလင်စစ်တာဆိုတာသူကခြေချင်းလိုက်ကြရတာအဲ့လူတွေကအဲ့ဒါလို့ဒါအ ਨੇ ဆုံးစစ်တပ်ဆိုတော့ကာတိဘိရင်သွားတာအဲ့ဒီတည်းများမယ်ပေါ့တိုင်းပြည်မှာရှိတဲ့တပ်တွေအကုန်လုံးဆင့်ခေါ်ပြီးတော့ပြင်နာစင်နာနဲ့တယ်မယ်3ရက်ကုန်သွားတယ်တဲ့ကုန်လောက်တယ်ပေါ့နော်ဟထရောဟအနိကထရထိကပတ္တိကာရကခိပံယာနာနိယောစင်တုခိစ္ဆံဗုဒ္ဓနိဝေဒကောဘာကိုနားချဖို့သွားမဲ့ခရီးမှာရှင်စည်းသူရဲကောင်းနေကိုယ်ရတော်တတ်တွေမြင်းစည်းသူရဲကောင်းနေယထာစည်းသူရဲကောင်းနေခြေလင်လိုက်ပါတဲ့သူရဲကောင်းနေအားလုံးအစင်းနဲ့အကုန်လုံးပြညာလို့အမိန့်ထုတ်တယ်တမဂတဇာနာဗရာနေကမာစတမဂတခိပံယာနာနိယောစင်တုခိစ္ဆံဗုဒ္ဓနိဝေဒကောဘုရင်ကြီးကအမိန့်ထုတ်တာအဲ့ဒါတိုင်းလူပြည်သားတွေနေရလူတွေအားလုံးကိုရှိတဲ့ကိုရဲ့အချမ်းရနေနဲ့ကိုရှိတဲ့ယင်းနေနဲ့ပြင်းစင်ပြီးတဲ့အခါဘုရင်ကြီးနောက်ကနေရံပြီးတော့လိုက်ကြရမယ်လို့အားလုံးမိန့်ထုတ်တယ်အဲ့ဒါလို့မိန့်ထုတ်တဲ့အခါကျတော့ဒီမြင်းတွေကိုပြင်ဆင်တဲ့သူရဲကောင်းတွေယထာရိနေပေါ့လေမြင်းတွေပြင်ဆင်ပြီးတဲ့နောက်မှာအစင်သင့်ဘုရင်သွားဖို့ရအတွက်နိုင်ရင်ပြင်ပြတ်သက်မှာဖြူဟာခင်းပြီးတော့အစင်သင့်စောင့်ကြရတယ်အဲ့မှာ3ရက်ပြည့်တဲ့နေ့မှာအစင်သင့်စောင့်နေကြအဲ့ဒီစောင့်တဲ့အခါမှာအသေသသာရတိယုတ်တိတိန္ဒဝေတိကဝါနေရာဇဒရံဥပကိစ္ဆုရှုဒ္ဓဒေဝဣမေဟယဘုရင်ကအမြန်သွားမှာဆိုတော့သူကတော့မြင်းနဲ့သွားမဲ့သဘောရှိတယ်ကျန်တဲ့ဟာတွေကစင်တက်တွေဘာတွေကနောက်ကလိုက်ရမှာအကုန်လုံးသူကရှေ့ကမြင်းတက်နဲ့သွားမှာအဲ့တော့မြင်းတက်နဲ့သွားမှာဆိုတော့မြင်းစီသူရဲကောင်းတွေကမြင်းတွေကိုရွေးချယ်လိုက်တယ်သိန္ဒဝေတိကဝါနေအပြေးတန်နဲ့သိန္ဒောမြင်းတွေကိုရွေးချယ်ပြီးတော့သွားသိန္ဒောမြင်းဆိုတာဗမာတွေကတော့နတ်မြင်းလို့ထင်နေတာသိန္ဒောမြင်းဆိုတဲ့အဓိပ္ပာယ်ကသိန္ဒဝဆိုတဲ့အရက်မှာပွေးထားတဲ့မြင်းမျိုးကိုခေါ်တာနော်ပြောရမယ်ဆိုရင်တော့မြင်းအထွားကြီးတွေလာမြင်းလို့ခေါ်တဲ့ဟာတွေပေါ့အဲ့ဒါတွေကအိန္ဒိယနိုင်ငံမှာအခုပါကစ္စတန်နဲ့အိန္ဒိယနယ်စပ်နားမှာသိန္ဒုမြစ်ဆိုတာရှိတယ်အိန္ဒုမြစ်လို့လည်းခေါ်တယ်ဟိုရှိတော့ကလေးအဲ့ဒီအိန္ဒုမြစ်ဝမ်းဆိုတာယဉ်ကျေးမှုအမှန်တမ်းရှေ့ကြတဲ့ယဉ်ကျေးမှုရှိတယ်ဟောပါကစ္စတန်နဲ့အိန္ဒိယကြားထဲမှာ
အိန္ဒုမြေဝမ်းသို့မဟုတ်သိန္ဒုမြေဝမ်းဆိုတဲ့ဟာရှိတယ်အိန္ဒိယသမိုင်းဖတ်ဖို့တဲ့လူတွေတွေ့နေမယ်အဲ့ဒီဒေသကပြင်းမွေးတဲ့ဒေသပဲပြင်းနေမွေးပြီးတော့ရှောင်းတာပြင်းကုန်တဲ့တွေအများကြီးရှိတယ်မြင်းမျိုးကောင်းတွေကိုစပ်ပြီးတော့အဲ့ဒီကမွေးတာအဲ့ဒီမြင်းကိုသိန်းတော်မြင်းလို့ခေါ်တာသို့တော့ဗမာတွေကတော့သိန်းတော်မြင်းဆိုရင်နတ်မြင်းလို့ထင်နေကြတာသိန်းတော်မြင်းဆိုတာမြင်းကြီးတွေကထွားလဲထွားတယ်အပြေးလဲတန်းတယ်အဲ့မြင်းကြီးတွေကိုဆွလို့တယ်ပေါ့နော်မြင်းပိန်ပိန်လေးတွေပကံကခွက်ချက်နဲ့သွားတဲ့မြင်းပိန်လေးတွေမဟုတ်ဘူးမြင်းလဲဆွဲတဲ့မြင်းပိန်လေးတွေမဟုတ်ဘူးမြင်းကြီးတွေကထွားကြိုင်ကြီးတွေနဲ့တမ်းမာတဲ့မြင်းကြီးတွေကိုဆွလို့တယ်လာမြင်းကြီးတွေအဲ့ဒါကိုသိန်းတော်မြင်းလို့ခေါ်တာသိန္ဓုဆိုတဲ့အရပ်မှာမွေးတဲ့မြင်းမွေးတဲ့ဒေသကမွေးတဲ့မြင်းကြောကြီးတွေပေါ့လေအဲ့ဒီမြင်းတွေဟာအပြေးလည်းမြန်တယ်အင်အားလည်းကောင်းတယ်အဲ့ဒါတွေကိုရွေးချယ်ပြီးတော့ကတယ်သူကစနစ်ပြင်ကြတယ်ယထာတွေမှာလည်းအဲ့ဒီမြင်းကြီးတွေနဲ့ပဲယထာတွေအဲ့လိုလုပ်တဲ့အခါကျဘုရင်ကြီးကိုတဏ္ဍဥတင်တယ်အသေသတာရတိယုတ်တိသိဏဝေတိကဝါဟနေတကယ်ကိုလင်းမြန်တဲ့သိန်းတော်မြင်းနေသိန္ဓုမြင့်မှာသိန္ဓုမြင့်ဝါမှာဝေထားတဲ့မြင်းတွေကိုတေချာပြင်ဆင်ပြီးပါပြီအလုံးဟာမင်းနန်းတော်တကားဝအလုံးရောက်နေကြပါပြီတို့အရှင်မင်းမြတ်အမိန့်တိုင်းကုန်ပြစ်ပြီးပါပြီတို့ဆိုတော့ဘုရင်ကြီးကမေးလိုက်တယ်ထူလာဇဝေနဟာယန္တိခိတာဟာယန္တိယာမှုနာထာမှုနာမင်းတို့သိန်းတော်မြင်းတွေကတယ်ဆိုပေမဲ့လို့ဝါတဲ့မြင်းတွေကရင်ကတော့သိမပြေးနိုင်ဘူးတဲ့ပုတ်အိုင်နဲ့မြန်မာမဟုတ်ဘူးတဲ့လူများလည်းကြည့်ပေါ့လူဝါကြီးတွေကသိမသွားနိုင်ဘူးလေလင်းမြန်မပြေးနိုင်ဘူးအဲ့တော့မြင်းကလည်းပဲအဲ့ဒီမြင်းအဝကြီးတွေဝါနေတဲ့မြင်းတွေအဲ့ဒီမြင်းတွေဟာမြန်မသွားနိုင်ကြဘူးတဲ့ပိန်နဲ့မြင်းကြတော့အားမရှိဘူးတဲ့ဝါတဲ့မြင်းကနေတယ်ပိန်နဲ့မြင်းကအားမရှိဘူးဘုရင်ကြီးကပြောလိုက်တဲ့အခါကျတော့မင်းတို့ရွေးချယ်ထားတဲ့မြင်းတွေကအားရှိရလားဝါရလားဆိုတာကိုမေးတော့ခိတေထူလေဝိဝိစစ်တောတန်တ္ထာယောစိတာဟယကျွန်တော်မျိုးတို့ပိန်နဲ့မြင်းရောဝါတဲ့မြင်းရောနှစ်ခုစလုံးဖယ်ပြီးတော့မပိန်မဝအရွယ်တူအဆိုင်တူလေးတွေအမျိုးအပြင်ပြောမယ်ဆိုရင်အရွယ်လည်းတူတယ်အယောင်ဆင်းလည်းတူတယ်လင်းမြန်မှုလည်းတူတယ်ခွန်အားလည်းတူတယ်အဲ့ဒီတူလေးတူအားရှိတဲ့မြင်းတွေကိုတေချာရွေးထားပါတယ်မြင်းနဲ့ပတ်သက်ပြီးသူတို့တေချာလောက်တာဒီကအရေးကြီးတဲ့အချိန်မှာအဲ့ဒီမြင်းကိုမြင်းအရွယ်လည်းတူရမယ်ဆင်းရောင်လည်းတူတယ်ခွန်အားခြင်းလည်းတူတယ်လင်းမြန်မှုခြင်းလည်းတူတယ်ခွန်အားခြင်းလည်းတူတယ်အဲ့ဒီမြင်းတွေကိုရွေးပြီးတော့သူတို့လက်ရွေးစဉ်ပြင်ဆင်ထားပါတယ်လို့အဲ့ဒါလို့ဘုရင်ကြီးကစစ်ဆေးလိုက်တဲ့အခါမှာသူတို့ကတဏ္ဍဝတင်ကြတယ်အဲ့ဒီတော့ဘုရင်ကြီးကတေမိယကုမာရစီသွားမယ်ဆိုပြီးထိုခေတ်ကအမျိုးလေးပါပေါ့မင်းမျိုးပုံနာမျိုးတကြွယ်မျိုးသုဒ္ဓဆိုတဲ့လူစင်းရဲ့မျိုးအဲ့ဒီလူမျိုးစုံပါဝင်တဲ့ပရိသတ်နဲ့စစ်တပ်ကြီး18တပ်စင်တမြင့်တပ်တွေအားလုံးက18တပ်အဲ့ဒီစစ်တပ်ကြီးအချမ်းရနဲ့သွားဖို့ရပြင်ဆင်နေတာနဲ့ပဲ3ရက်ကုန်သွားတယ်4ရက်မြောက်ကြတော့မှစပြီးတော့ခရီးထွက်နိုင်တယ်မြို့ကစပြီးတော့ထွက်တယ်အဲ့ဒီမှာယူသင့်တာတွေယူပြီးတော့တေမိယကုမာရနဲ့ချိန်ထားတဲ့စီကိုသူနန္ဒရဲ့ထားတဲ့ကိုရှေ့ဆောင်ထားပြီးတော့လမ်းပြထားပြီးတော့ဘုရင်ကြီးက
တေမြကုမာရမင်းသားစီကိုထွက်တယ်တတောရာသတရမာနောယုတ်တမာရုံရှသန္နနံဣထာကာရံဣစ္ဆဘာတိတဗ္ဗဝအနုယထမံဘုရင်ကြီးကယထာစီးပြီးတော့လိုက်တာခုနလင်းမြန်တဲ့မြင်းတွေကထားတဲ့ယထာပေါ်မှာသူတက်ပြီးတော့သူ့ရဲ့ချမ်းရံမောင်းမမိတ်တန်တွေကိုပြောတယ်နင်တို့အလုံးငါနဲ့အတူလိုက်ခဲ့ကြဆိုအမိတ်ပေးပြီးတော့သူကရှေ့ရယထာနဲ့ထွက်တယ်ဝါလပိစနိမုန်နီတံခက်ကံသတ္တင်္စပန္တရံဥပါတိရထမာရုံရှသုဝနေဟိအလင်္ကတာဘယင်သွားတာရှင်လောင်းနေတာသာကြည်အလုတ်ကအမတန်လျှောက်တယ်နော်ကွမ်းတော်ကိုင်တို့ပန်းတော်ကိုင်တို့ပါတယ်လို့ပဲဘယင်ကြီးရဲ့ဒီတာမီရတို့သင်္ချစ်တို့တန်လျက်တို့ထီပြူတို့အဲ့ဒါတွေကိုင်တဲ့လူတွေကလည်းအကုန်လုံးလိုက်ရတယ်ဝလဲတော်ကိုင်တဲ့လူတို့ကွမ်းတော်ပန်းတော်ကိုင်တဲ့လူတွေတို့အကုန်လုံးဘယင်ကြီးညောင်းရင်အိပ်ဖို့လဲဖို့ခေါင်းကစားပြီးအကုန်လုံးကိုင်ပြီးတော့လိုက်ကြရတယ်နဲ့တူတယ်ကြားတာသူလှုပ်ချင်တာအကုန်အိမ်သာကွယ်မြတ်ပါအောင်မလားတော့မသိဘူးခုခေတ်ဆိုရင်တော့ပါမှသိကြတယ်အဲ့တော့အကုန်လုံးပဲဒါတွေအကုန်လုံးကိုင်ပြီးတော့လိုက်ကြရတယ်တတောတရာဇာပါယတိပုရခတ္တဝနာသာရတေသူနန္ဒယထာရင်းကိုရှေ့ကလှုပ်ပြီးတော့ဘုရင်ကြီးကလိုက်ခိဗ္ဗမေဝဥပကိစီယထသမ္မတိတေဝိတေမိယောအဲ့တော့ပြင်းနာစင်နာသာကြာတာသွားတာကတလောက်ကြီးကြာမှာမဟုတ်ဘူးလင်းလင်းမြန်မြန်သွားလိုက်တယ်တေမိယကုမာရနေတိုင်တဲ့ဒေသကိုမကြခင်ပဲရောက်သွားတယ်တဲ့ရောက်သွားတဲ့အခါတေမိယကုမာရကယသိအတွင်ပြောင်းထားပြီခုချိန်မှာခေါင်း3ရက်အတွင်းမှာသူယသိဝက်လိုက်ပြီလေယသိအတွင်ပြောင်းထားတော့သူ့ရဲ့ခရီးအတိုင်းသူနန္ဒယထာရိန်နဲ့သတ်မှတ်ထားတဲ့နေရာကိုသူကရောက်နှင်းနေတယ်တင်္စဒိဋ္ဌဝနာအာယန္တံဆလန္ဒမိဝတေသတာခတ္တတံကပရိပြုံလံတိမိယောဧဒတပြဝီမင်းကမင်းနာနဲ့အခမ်းနာနဲ့တကူရှိန်ဝါတောက်ပစွာနဲ့မင်းဆိုရသာပြိတ္တတွေခြံရံပြီးတော့ရှောက်ရှိလာတဲ့ခပီးတော်ကာတိမင်းကြီးကိုတေမိယကုမာရယသိကကျိုးဆိုပြီးတော့နှုတ်ခွန်းဆက်တယ်16နှစ်လုံးလုံးကသူကမလှုပ်နိုင်မရှားနိုင်စကားမပြောတတ်နားမကြောက်အောင်ဆောင်းလာခဲ့တာသို့တော့အခုခါမှာတော့ပြုံးပြုံးရွှင်ရွှင်နဲ့တလဲလဲတက်ကြွကြွနဲ့ခပီးတော်မင်းကြီးကိုကြိုးပြီးတော့နှုတ်ဆက်တာကိစီနုတာတကုသလံကိစီတာတအနာမယတာတဆိုတဲ့စကားလုံးကသူကပမာလို့ပြန်ရင်ဖခမီးတော်ပေါ့ဖေလို့ခေါ်တာနဲ့တူတူပဲဒီတိရိလင်္ကာနေတော့ကဒီစကားလုံးတွေပဲသုံးတာသူတော့တိရိလင်္ကာကကိုလမိုမြို့မှာနေတော့ကကျောင်းပတ်ဝန်းကျင်မှာအိမ်နေရှိတယ်နေ့လေကျတော့သူတို့စကားပြောတာတွေအကုန်ကြားနေရတယ်ဘာတွေကြားတော့ဆိုရင်သူတို့ကတော့သားသမီးတွေကိုတိရိလင်္ကာကလမကြီးတွေကခေါ်တယ်တာတာနဲ့ခေါ်နေတာကြားနေရတယ်ဒီသုံးပဲတာပဲပုဒ္ဒါလို့ခေါ်တာလည်းရှိတယ်အဲ့လိုဒီအသုံးတွေနဲ့သူတို့သုံးနေတာပဲဒီဟိုမှာသူတို့စကားလုံးမဲ့တာအဲ့တော့ဒီမှာနာရောက်လာတဲ့အခါမှာရှေးဥစွာနှုတ်ဆက်တာဒါနေကောင်းလားကြက်မလားမေးတဲ့သဘောပါကိစီနုတာတကုသလံဘယ်လိုလဲခမည်းတော်နေကောင်းပါရဲ့လားကိစီတာတအနာမယယောဂကင်းပါရဲ့လားသဗ္ဗသရဇကဉ္ညာယောအာယောဂမရှမာတရောကျွန်ုပ်ရဲ့ဘယ်တော့ဖြစ်တဲ့ရာဇကဉ္ညာတွေရော
ဘောမပရိသတ်တွေရောအလုံးနေကောင်းကြပါရဲ့လားကျိုးဆိုပြီးတော့နှုတ်ခွန်းဆက်စကားကိုယသိလေးကအဲ့ဒါလိုပြောတယ်ဒါပေမဲ့ယသိပါဝါနဲ့သူပြောတာမဟုတ်ဘူးဒါတလို့ခေါ်တာအဲ့ရသုံးစကားနဲ့ခေါ်တာပဲနော်သူကခုမှယသိဖြစ်စားဆိုတော့ယသိပါဝါနဲ့တက္ကရာကြီးလို့ခေါ်တာမဟုတ်ဘူးဒါတလို့ခေါ်တာရှေးခေတ်ကအဲ့လိုပဲကိုအဖေကိုဒါတလို့ခေါ်တယ်အမေကျတော့အမလို့ခေါ်တယ်ဗမာစကားနဲ့လည်းခတ်စစ်နေအမဗမာတွေကအမေတီဝါလူတွေကအမအဲ့တော့ဒီစကားလုံးတွေသွားတူနေတယ်နော်အဲ့တော့ကြိုပြီးတော့ဖန်ကပြီးတော့ဘယ်လိုလဲကျမကြီးကောင်းပါရဲ့လားယောဂကဲပါရဲ့လားမောင်မမိတ်တန်ချွေရပရိသတ်တွေရောကျွန်တော်ရဲ့မေတော်ရောနေကောင်းပါရဲ့လားနဲ့တေပိယကုမာရယသိလေးကအဲ့ဒါလို့မေးတဲ့အခါဆောနာမကြလို့ရင်တော့16နှစ်လုံးလုံးစကားမပြောဘူးတဲ့မင်းသားကအခုဘဝရရချိုးသားတဲ့စကားလုံးတွေနဲ့ပြောနေတော့အာသက်စရာပေါ့နော်အဲ့တော့ဘုရင်ကြီးလည်းဝမ်းမြောက်ဝမ်းသာဖြေတယ်ကုသလင်းစေဝမေပုဒ္ဒသာရောအနေကောင်းပါလေအထောပုဒ္ဒအနာမယံသာရောဤယောဂကဲပါလေသဗ္ဗသရဇကညာယောအရောဂတုံရှမတရောရာဇကညာရီမောင်မမိတ်တန်ဤအားလုံးမေတော်နဲ့ဒုတဝယောဂကညာပါလေလို့ဒါသူနေကောင်းလာမေးတာပထမနောက်ထပ်သူဘာတွေဆက်မေးတုံးဆိုတော့နှုတ်ဆက်စကားပြောနေတာကွာကိစီအမစ္ဆပောတာတကိစီတေသူရမပ္ပိယကိစီသစ္စေသဓမ္မေသဒါနေတေရမတိမနောဟာကပြီးတော့အရက်မတော့ဘူးဆိုတာဟုတ်ကလားအရက်မတော့တော့ဘူးလားအရက်မတော့တာသိကြရဲ့လားအရက်ရောတော့သေးလားလို့မေးတာနော်ဒါဘာလို့မေးတာလဲဆိုတာထူးထူးဆန်းဆန်းပေါ့နော်အမစ္ဆပေါ့သေရက်ကိုရှောင်တာဟုတ်ပါရဲ့လားကိစီတေသူရမပ္ပိယံအရက်ကိုမမက်မောတာဟုတ်ပါရဲ့လားအထောသစ္စေသဓမ္မေသဒါနေမိဒါနေတေနိရတောမနောကိစီသစ္စေသဓမ္မေသဒါနေတေရမတေမနောဘယ်လိုလဲတဲ့အမှန်တရားပေါ်လို့မဉ္ဇဉ်တရားတွေပေါ်လို့ဒါနကောင်းမှုအပေါ်မှာစိတ်တဲ့အမွေးတွေပြောပါပြရဲ့လားအဲ့တော့သူမေးလိုက်တာအခုအရင်မတော့တော့ဘူးမို့လားလို့မေးတာပဲနော်အရင်မတော့တော့ဘူးမို့လားခါတိုင်းတော့တော့ပုံရအရင်မတော့တော့ဘူးမို့လားသစ္စာဆိုရက်မင်းမသစ္စာလူမဂတိလေဒါကြောင့်မို့ဘုရင်ဆိုတာသစ္စာရှိရတယ်ဒါမို့သစ္စာရောရှိရလားမင်းကြီးစေပါအတိုင်းจิตသုံးရလားအဲ့ဒီပြည်သားတွေကိုပိကမ်းရလားပေါ့ဒီလှုပ်တွေလှုပ်ပါရဲ့လားဘုရင်ဆိုတာဆုတော်လက်တော်တွေချပြီးတော့တိုင်းသူပြည်သားတွေရဲ့ခင်မရင်းနှင်းမှုကိုရယူရတယ်လေသင်္ဃဝတ္ထု၄ပါးဆိုတာဘုရင်တွေကလိုက်နာကျင့်သုံးရတယ်ဒီကအပြည့်အုပ်ချုပ်တယ်ဆိုတာအဲ့ဒါသိအရေးကြီးတာပေါ့တိုင်းသူပြည်သားတွေကကိုယ့်ဘောမှာကျင့်နှံ့နေအောင်ဆုတော်လက်တော်ပေးတယ်စကားပြောတဲ့အခါမှာချိုးချိုးသားသားပြောတယ်သူအကျိုးဆောင်ရွက်ပေးတယ်ကိုယ်နဲ့တန်ထုထားဆက်ဆံတယ်ဆိုရဲအဲ့ဒီလုပ်တွေသင်္ဃဝတ္ထုတရား၄ပါးလို့ခေါ်တယ်ပြီးတော့ဘယင်းဆိုတာသစ္စာရှိရတယ်မင်းမသစ္စာလူမဂတိသစ္စာရှိရမယ်မင်းကြီးတရား10ပါးကိုမချိုးဖောက်ရဘူးအဲ့ဒီအတိုင်းကျင့်သုံးပါရဲ့လားလို့မေးတာနော်ဒီအတိုင်းကျင့်သုံးပါရဲ့လားဆိုတော့ကာတိပင်ကဖြေတယ်အမစ္ဆပောဟံမုဒ္ဒသာရောတဲ့အရင်မတော့ပါဘူးတဲ့ခုနော်အမစ္ဆပောဟံပုဒ္ဒ
အထောမိသူရမပိယံအရက်လည်းမကြိုက်တော့ပါဘူးတဲ့အခုအထောသစ္စေသဓမ္မေသဒါနေမေရမတိမနောခမည်းတော်ရဲ့စိတ်ထဲမှာသစ္စာတရားလည်းမြဲပါတယ်မင်းမြောက်မင်းနေကြည့်ရမယ်မင်းကြီးတရား7ပါးနဲ့လူတွေပေါ်မှာဆုရလတ်တော့ပေးတယ်ဆိုတဲ့သင်္ဃဝတ္ထုတရားတွေပေါ်မှာလည်းပဲသူမပြတ်ကျင့်သုံးပါတယ်တိုက်သူပြည်သားတွေနဲ့သူအဆင်ပြေပါတယ်လို့ပြောတာနော်အဲ့ဒီမှာတေမိယကုမာရကဆက်မေးတယ်ကိစီအာရောဂံယောဂန္တိကိစီဝဟတုဝါနာကိစီတေပြာရောနတ္ထိတရိတရတုပတာပနာခမည်းတော်မင်းကြီးရဲ့စီးတော်ရင်းနေဟာစင်နေမြင်းနေဟာယောဂကဲမရလားဒါလည်းအရေးကြီးတာ哦နော်ဘုကလူကားမှမဟုတ်တာအဲ့ဒီကောင်တွေလည်းကျမ်းမာဖို့လိုသေးတာ哦နော်ဒါမို့လို့ဆင်းဆိုလို့ရှိရင်ဆင်းစရာမြင်းစရာတွေထားရတယ်ဆင်းတိမ်မြင်းတိမ်ဆိုတာဆင်းကိုဆေးကုတဲ့ဆရာတွေရောခုခေတ်ဆိုရင်တော့တိမွေးကုပေါ့နော်အဲ့လိုဆရာတွေခန့်ထားရတယ်သူကစင်တက်ထဲမှာအဲ့ဒီပုဂ္ဂိုလ်တွေပါတယ်မြင်းတက်မှာလည်းအဲ့လိုပုဂ္ဂိုလ်တွေပါတယ်မြင်းယောဂရရင်ဆေးကုမဲ့ပုဂ္ဂိုလ်ဆင်းယောဂရရင်ဆေးကုမဲ့ပုဂ္ဂိုလ်စင်တက်မြင်းတက်မှာအဲ့ဒီဆေးဆရာတွေကပါတယ်သူတို့ခေတ်မှာဒါအရေးကြီးတာအရေးကြီးတော့အဲ့ဒါကိုမေးတာကိစီအာရောဂံရောက်ကန်ဒီစင်နေမြင်းတွေရောကျမ်းမာရဲ့လားကိစီဝေတိဝါနာနော်ရှင်ဖြစ်အသုံးပြုနိုင်ကြရဲ့လားကိစီတေပြာရောနတ္ထိသူတို့မှာယောဂကင်းကြရဲ့လားခန္ဓာကိုယ်မှာရောက်ရှိနေတဲ့ယောဂမရှိတာမှန်လားလို့ဆိုအထောအာရောဂံယောဂံမေအထောဝဟတိဝဟနာအထောမေပြာရောနတ္ထိတရိရတုပတပနာခန္ဓာကိုယ်မှာဆွဲကပ်လာတဲ့ယောဂတွေမရှိပါဘူးတဲ့စင်နေမြင်းတွေလည်းကျမ်းမာကြပါတယ်သူတို့ဟာဝန်ကိုထမ်းဆောင်နိုင်ကြပါတယ်လို့ဖြေကိစီအန္တာသတေဖိတာမစ္စေသဘဟလတဝကုဋ္ဌကာရင်သကောသင်္သကိစီတေပฏิတန္တတဒါကတိုင်းပြည်နဲ့ပတ်သက်ပြီးတော့စီးပွားရေးကောင်းကြရလားလို့မေးတာနော်အလုံးမေးတာကိစီအန္တာသတေဖိတာဆိုမြို့ရင်းကလူတွေရောသာယာဝပြောမှုရှိကြပါရဲ့လားဝပြောတယ်ဆိုတာစီးပွားရေးတွေမကြက်တဲဘူးပေါ့နော်ချောင်းချောင်းချီရှိကြတယ်ပစ္စည်းဥစ္စာတွေပေါ်များကြတယ်စားဝတ်သောက်ဝတ်တွေကပေါ်များကြတယ်သာယာဝပြောမှုရှိရလားမစ္စေသဘဟလတဝမြို့တော်ရဲ့အလယ်မှာလူကြီးထူထပ်တဲ့ဒေသတွေမှာရောသာယာဝပြောမှုတွေရှိကြပါရဲ့လားကုဋ္ဌကာရင်သကောသင်္သကိစီတေပฏิတန္တတရှင်မင်းကြီးရဲ့ဗန္နာတော်ချီကြတွေရွှေတိုင်းငွေတိုင်းတွေရောပြည်တင်းပါရဲ့လားအဲ့ဒါလည်းအရေးကြီးတာပဲစဘာကြီးတွေလည်းစဘာနဲ့ပြည့်နေဖို့လိုတယ်ကိုရောင်ထဲမှာဆံပြည့်စဘာပြည့်ရှိနေဖို့လိုတယ်တိုင်းလူပြည်သားတွေအတွက်ငွေကြေးတနာလည်းပဲဗန္နာတိုင်းတွေမှာအပြည့်ရှိနေဖို့လိုအပ်တယ်တိုင်းပြည်မှာဒါတွေအကုန်လုံးတောင်းတင်းပါရဲ့လားလို့မေးတာမေးတော့အထောအန္တာသမေဖိတာမစ္စေသဘဟလမမကုဋ္ဌကာရင်သကောသင်္သသဗ္ဗမေပฏิတန္တတာအလုံးဟာပြည့်စုံပါတယ်တဲ့အတွင်းရောအပြင်ရောမြို့လေကောင်ရောအလုံးဟာလာယဝပြောမှုရှိပြီးတော့ကိုယ်တော်နေလဲစဘာနဲ့အပြည့်ဆန်းစဘာပဲတွေနဲ့နော်အပြည့်ရှိတယ်ငွေကြေးပဏ္ဍာတိုက်တွေလည်းပဲအပြည့်ရှိပါတယ်လို့ဖြေတယ်အဲ့လိုဖြေလိုက်တဲ့အခါကျတော့မှနောက်ဆုံးမှပြောတော့ဆိုသောကတံတေမဟာရာဇအထောတေအတုရကတံပဋိဋ္ဌိတုပလင်္ကံယထရာဇာနိတကတိလာချင်းနှုတ်ဆက်စကားတွေပြောနေလိုက်တာနော်မေးလိုက်ဖြေလိုက်သားဖနှစ်ယောက်ပြောနေရကနေပြီးတော့ဒါချုပ်ဆိုတဲ့စကားကမှလာသောကတံတေမဟာရာဇဒီကြတော့မှ
မဟာရာဇလို့ခေါ်လိုက်တာစောစောတုန်းကတော့ဖကပီးတော်လို့ခေါ်တယ်ဒီကြတော့သူယသိအနေနဲ့ခေါ်လိုက်တာသွားကတန်တေမဟာရာဇပြတော်မင်းကြီးတင်မင်းကြီးလာခြင်းဟာကောင်းသောလာခြင်းမှာတော့ကောင်းသောလာခြင်းဆိုတဲ့အဓိပ္ပာယ်ကသိအရေးကြီးတာပဲနော်ခုခေတ်ကတော့ကျိုးစိုးပါတယ်ဆိုတာပြောကြတာသွားကတံဆိုတဲ့အဓိပ္ပာယ်ကသူအာဂတသူကကောင်းသောအာဂတလာရောက်ခြင်းအကျိုးရှိသောလာရောက်ခြင်းအကျိုးပြုမဲ့လာရောက်ခြင်းအဲ့ဒါတွေကိုသွားကတံလို့ခေါ်တာအင်္ဂလိပ်စကားက welcome ဆိုတာနဲ့သွားတူတယ်သူတို့အဓိပ္ပာယ်ကတော့ကျိုးဆိုပါတယ်လို့ပြောတာ welcome ဆိုတဲ့အဓိပ္ပာယ်တလုံးစီအဓိပ္ပာယ်ကြည့်မယ်ဆိုရင် world ဆိုတာကောင်းတယ် come ဆိုတာလာတာကောင်းသောလာခြင်းပဲဒီမှာလဲသွားကတံကသူ့အာဂတံသူ့ကောင်းသောအာဂတံလာရောက်ခြင်းလို့ဆိုလို့တယ်အကျိုးရှိတယ်ပျော်ရွှင်ပဲကောင်းတဲ့လာရောက်ခြင်းဟာကောင်းသောလာရောက်ခြင်းပဲဒုက္ခပေးဖို့လာတာမဟုတ်ဘူးနှုတ်နှဝအကျိုးဖြစ်တော်နဲ့ပျော်ရွှင်ပဲကောင်းတဲ့လာရောက်ခြင်းကိုသွားကတံလို့ခေါ်တယ်အိန္ဒိယနိုင်ငံမှာဂဏိတိဒီစကလုံးကိုသုံးတယ်ဆွာကတ်ဆိုတာအဲ့ဒါပြောသူတို့တန်ကဆွာကတ်လို့သုံးတယ်ဆွာကတကျိုးဆိုရဲဆိုစကလုံးပဲဒါနော်သွားကတံဆိုအထောတိအဓုရကတံပို့ပြီးတော့ပြပြင်းတဲ့ကောင်းသောလာခြင်းဖြစ်ပါတယ်ဆိုပြီးတော့တေမိယကုမာရကပဋိဋ္ဌပင်တုပန္လင်္ကံယထရာဇာတိတကတိဘယင်းလာတယ်ဆိုတော့သူ့ရဲ့အသုံးဆောင်ပစ္စည်းတွေကအကုန်လုံးသူတာဝန်ခံနေနဲ့အကုန်လာခဲ့တာဘယင်းထိုင်ဖို့ပလင်ခဲဖို့လူတွေလည်းပါတယ်လေအလုံးဟာသူထိုင်ဖို့မလုပ်ဖို့အကုန်လုံးပါလာတာအဲ့တော့ပဋိဋ္ဌပင်တုပန္လင်္ကံယထရာဇာတိတကတိဘယင်းမင်းကြီးထိုင်ဖို့ရပလင်ကိုခင်းပေးလိုက်ပါပြောလိုက်တာနော်ကဲဘယင်းထိုင်မဲ့ခင်းပေးလိုက်ပါဆိုကျိုးစိုးစကားပြောပြီးတော့ရှစ်သေးလေးကအဲ့လိုဘယင်းကြီးထိုင်ဖို့ထိုင်နေရပလင်ကိုခင်းပေးလိုက်ပါခုခေတ်တော့ကလထိုင်လို့ခေါ်တာပေါ့နော်ကလထိုင်လို့ခေါ်တာဘယ်လိုတွေကွဲလဲမသိဘူးဘုန်းကြီးတွေထိုင်တာကြတော့တရားပလင်လို့ခေါ်တယ်တရားဟောတဲ့အခါခေါ်ပန်းလင်းကဆိုတဲ့ဖမဘယင်းတွေထိုင်တဲ့ပလင်မျိုးကြတော့နောက်ကတကယ်ကြီးတွေပါသေးတယ်အဲ့ဒါမျိုးကြီးတွေတော့ပါကြမှာပါမှာဘာနဲ့တူတော့ဆိုရင်ဟိုသင်္ဇာလီဆိုတဲ့နောက်မိပါတဲ့ကလထိုင်ကြီးတွေဖြစ်နိုင်တယ်အခုတော့ကလထိုင်လို့ခေါ်နေကြတာဘာဖြစ်လို့ကလထိုင်လို့ခေါ်လဲဆိုကလားတွေထိုင်လို့ဖြစ်လိမ့်မယ်နော်ပမာတွေကအရင်ကအဲ့လိုထိုင်ဖို့မရဘူးဘယင်လောက်ပဲထိုင်ကြတာအလုံးကကျမ်းပေါ်မှာထိုင်ကြတာအင်္ဂလိပ်မျက်နှာဖြူတွေကအိန္ဒိယကလူတွေနဲ့ပမာပြည်ကိုသိမ်းတာကိုအဲ့တော့အဖြူမဲ့တွဲလာတဲ့အခါမှာအလုံးကိုကလားလို့ခေါ်လိုက်ပြီးတော့ကလဖြူကလမဲလို့ခေါ်တယ်ဗမာပြည်ကိုသိမ်းတာအဖြူကခေါင်းဆောင်အနေနဲ့တင်ပါတာအိန္ဒိယကလားတွေနဲ့သိမ်းတာဗမာပြည်သိမ်းတော့ဒါကြောင့်အင်္ဂလိပ်ဆိုရဗမာပြည်ကလူတွေကကလဖြူလို့ခေါ်တာကလဖြူမင်းတက်တုံးကနဲ့အဲ့လိုသုံးတယ်ရှေးလူကြီးတွေကလဖြူလို့ပဲသုံးတယ်တခါတလေတော့ဘိုးလို့သုံးတယ်ဒါမို့ယောက်ျားလေးသပင်ပုံစံကိုဘိုးကေလို့ခေါ်တာနော်ကေဆိုတာတော့ကေတာပါပဲသပင်ဟာပိုးလိုထားတဲ့ကေတာပေါ့ပိုးကေဆိုပြီးတော့စကလုံးတွေအဲ့လိုပေါ်လာတာအဲ့တော့အင်္ဂလိပ်တွေထိုင်တဲ့သူတို့ထိုင်လေးသုံးလေးရှိတဲ့ထိုင်ကုန်တွေဖြစ်လို့ကလထိုင်လို့တွင်သွားပုံရပါတယ်ကြာတော့ကလထိုင်ဖြစ်သွားတယ်ဗမာပြည်နေထိုင်တာကနောက်ခံနောက်မီတကယ်ကြီးတွေနဲ့ဒီပလင်ကြီးတွေရှိတယ်လေအဲ့လိုဟာကြီးကြတော့ဟိုတဲဖို့ဒီတဲဖို့တော့ခက်ခဲလိုက်မယ်ပေါ့ဒါကြောင့်မို့လို့ထိုင်ကုန်တွေယူသွားတယ်ဘယင်ကြီးထိုင်မှုရအဲ့ဒီပလင်ကိုခင်းပေးပါဆိုတော့ကလထိုင်ချပေးတယ်လို့သာမှတ်ပြီးတော့အနိုးဆိုမျက်စိနဲ့မြင်မှာမဟုတ်ဘူးနော်
အဲ့ဒါလို့ပြင်ချပေးလိုက်တဲ့အခါမှာဘုရင်ကြီးကထိုင်သလားလို့ဆိုမထိုင်ဘူးဘုရားလောင်းကသူတော်စင်အိုးနဲ့ဖြစ်နေတာတေမိယကုမာရကသူ့သားလို့ဆိုပေမဲ့လို့စတွေ့တဲ့အချိန်မှာယသိဖြစ်နေပြီယသိဖြစ်နေတော့ယသိကိုယသိလေးစားတဲ့အနေနဲ့ခင်းပေးတဲ့ပလင်ကလထိုင်ကြီးပေါ်မှာမထိုင်ဘူးအဲ့ဒီတော့တေမိယကုမာရကကဲပလင်မောမထိုင်ဘူးဆိုလို့ရှိရင်သိရွက်အခင်းလေးခင်းပေးလိုက်ပါသိရွက်အခင်းဆိုတာအဲ့ဒီခေတ်ကတော့မြက်တွေနဲ့တုပ်ထားတဲ့ဟာလည်းဖြစ်နိုင်တယ်ပေါ့နော်သိရွက်တွေနဲ့တုပ်ထားတဲ့အခင်းလည်းဖြစ်နိုင်သိရွက်တွေပုတ်ပေးတာတော့မဟုတ်တော့ဘူးအဲ့တော့သေမြာအခင်းတို့လိုဟာမျိုးပေါ့သိရွက်တွေပါတွေနဲ့ပဏ္ဏတန္ထာရလို့ခေါ်တယ်ပဏ္ဏတန္ထာရဆိုအခင်းလုပ်တဲ့အရွက်တွေနဲ့ခင်းတာတဲ့ဟာမျိုးဖြစ်အဲ့ဒီသိရွက်အခင်းကိုခင်းခံလိုက်တယ်ပေါ့ဆိုတော့ဘုရင်ကြီးကိုအဲ့ဒီသိရွက်အခင်းပေါ်မှာထိုင်မိုးဆိုပြီးဣဒေဝတေနိတိတတ္တုနိယတေပဏ္ဏတန္ထရေဒါသူ့ရဲ့ယသိเจ้าမှာရှိတဲ့သိရွက်အခင်းပေါ့ယသိเจ้าမှာရှိတဲ့သိရွက်အခင်းကိုခင်းခိုင်းလိုက်တယ်ခင်းခိုင်းပြီးဘုရင်ကြီးထိုင်ဖို့လုပ်ပြီးဣဒေဝတေနိတိတတ္တုနိယတေပဏ္ဏတန္ထရေခင်းတဲ့သိရွက်အခင်းမှာဒါအဲ့ဝတ်ပြုတာပေါ့ထိုင်စရာပေးရမှာဒါအဲ့ဝတ်ပြုတဲ့သဘောပဲဣတောဥရကမာရယပါတိပက္ခလယတုတိခြေတော်ဆေးဖို့ရေတွေပါတွေလည်းဆင်သင်းလုပ်ပြီးတော့ဒီကနေပြီးရေယူပြီးတော့ခြေတော်ကိုဆေးပါလို့ဒါသူတို့ခေတ်မှာမြတ်စွာဘုရားလည်းတူတူပဲခရီးသွားပြီးလို့ရှိရင်ခြေတော်ဆေးတယ်ခြေတော်ဆေးဖို့ဆိုတာထားကိုထားရတယ်ဆင်သင်းခဏခေတ်တော့မရှိတော့ပါဘူးအဲ့ဒီစီကံကိုလိုက်နာတာတော့ဟောရိတ်တာကဟောဆရာတော်ကြီးညွှန်ကြားချက်နဲ့လိုက်နာနေတော့မယ်အဲ့ဒါဖဏမစည်းဘူးဖဏမစည်းတော့ဒီတိုင်းသွားတယ်ဟောမှာရှိတဲ့ကမ္မထာကြောင့်လေးတွေလက်ကအတက်ကလေးမှာခြေဆေးဝရလေးတွေလှုပ်ထားတွေ့တယ်ပိုင်းလေးတွေနဲ့နော်ဒါရှေးထုံတန်းစင်လာအဲ့ရှိတယ်ခြေဆေးရည်ခြေဆေးအင်းမြင့်တို့ကိုအနည်း၌ထားခြင်းဆိုတာရှေးကလှုပ်ရတယ်အဲ့ဒါအဲ့ဝပြုတဲ့အခါမှာခုခေတ်တော့သူကဒီစကားကိုလိုက်နာတာသိမရှိတော့ပါဘူးဘုန်းကြီးကြောင့်နေမှာလဲသိပြီးတော့မလုပ်တော့နော်ခြေတော့ဆေးတာသိမရှိတော့ဘူးကွာသွားလဲလာလဲကားနဲ့သွားကြတာဆိုတော့သိပြီးတော့လဲမလို့ပြီးတော့ဖဏစီးလာတာဆိုတော့လဲသိမလို့တော့တဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ရှေးခေတ်ရှေးထုံးစံကတော့ကိုညောင်သွားကြတာဆိုတော့ခြေတော့ဆေးကြတယ်ခြေတော့ဆေးပြီးတော့မှကျောင်းပေါ်တက်ကြတယ်ဆောက်ဦးပေါ်တက်ကြတယ်ထိုင်ရရှိတာထိုင်ကြတယ်အဲဒါကြောင့်ဣဒေဝတေနိတိတတုနိယတေပဏ္ဏတန္ထရေအဲ့တော့ထိုင်ခိုင်းပြီးမှခြေတော့ဆေးတယ်ဆိုတော့ဒါထိုင်ကုန်ကနည်းနည်းမြင့်သလားမသိဘူးထိုင်ပြီးတော့မှခြေတော့ဆေးမဲ့သဘောပဲမြတ်စွာဘုရားကလည်းဒီကဏ္ဍဂုရိတိုင်နာမှာဆိုလို့ရှိရင်ထိုင်ပြီးတော့ခြေတော့ဆေးတာခြေတော့ဆေးပြီးတဲ့အချိန်မှာဩဝါဒပေးတာပဲခြေတော့ဆေးရင်ကနေကဏ္ဍဂုရိတိုင်ပေါ်မတက်ခင်ခြေတော့ဆေးပြီးဩဝါဒပေးတာဆုံးကပြန်လာလို့ရှိရင်အဲ့လိုလုပ်နေကြအောင်နေ့တိုင်းဩဝါဒပေးတယ်ထုံးလဘတရား၅ပါးနဲ့ဩဝါဒပေးတာအဲ့တော့အဲ့ဒီရှေးကအစဉ်လာတွေပေါ့ခဏခေတ်တော့မရှိတော့ဣတောဥရကမာရယပါတိပက္ခလယတုတိဟောဒီတဲ့အရေးနဲ့ခတ်ပြီးတော့ခြေတော်ကိုဆေးပါဆိုပြီးခြေဆေးစရာရေးနဲ့ဆင်သင်းလုပ်ပေးထားတယ်ပေါ့အဲ့ဒီမှာကာသီဘုရင်ကြီးကတေမိယကုမာရရဲ့သိလေးကိုလေးစားတဲ့အနေနဲ့သူခင်းပေးတဲ့သိရွက်အခင်းပေါ်မှာလည်းမထိုင်ဘူးတဲ့မထိုင်ပဲနဲ့မြေကြီးပေါ်မှာပဲထိုင်တယ်ဆိုအခင်းမြေကြီးဆိုတာအခင်းမပါတဲ့ဟာကိုဆိုလို့ဖြစ်နိုင်တယ်ပေါ့နော်
အခင်းမပါတဲ့ဟာလို့တခါတလေပူမိဆိုမြေကြီးလို့ပြောပြီးမှလို့ကျမ်းပြင်ကိုလည်းမြေကြီးလို့လည်းခေါ်တယ်ပူမိလို့ပဲခေါ်တာရှိတယ်ပေါ့ဆိုပါစို့ဘုံ9ဆင့်ဆိုတာလေတတ္တပူမိရောဆိုပူမိလို့ပဲသုံးတာလေအဲ့တော့မြေကြီးပေါ်ထိုင်တာလို့ပြောတာလားသို့မဟုတ်ကျမ်းပေါ်ထိုင်တာလို့ပြောတာလားတခုပဲပေါ့နော်အဲ့တော့တဲလေးရသေးတဲလေးရဲ့ကျမ်းပေါ်ထိုင်တာလည်းဖြစ်နိုင်တယ်ဟိုမြေကြီးပေါ်တော့ထိုင်မယ်မထင်ဘူးနော်ဖုန်နေပေးနေတဲ့မြေကြီးတော့ဟုတ်မှမထင်ဘူးပေါ့အခင်းမပါတဲ့ကျမ်းပေါ်မှာထိုင်တယ်လို့ဒါစာပေအသုံးလေးတွေကတော့မျိုးစုံရှိတာပေါ့နော်တွေးကြည့်ရတာသို့တော့ယသိကျောင်းဆိုတော့လည်းပြည့်ပြည့်စုံစုံတော့ရှိမှာမဟုတ်ဝိသကြုံဆောက်ထားတာဆိုတော့လည်းလိုအပ်ချက်တွေရှိရင်ပါခြင်းပါမှာပေါ့နော်အဲ့တော့ခြေဆေးတဲ့နေရာမှာကျမ်းပေါ်မှာပဲဒီတိုင်းထိုင်လိုက်တယ်ပေါ့ယသိထိုင်တဲ့နေရာပဲဒီတိုင်းထိုင်လိုက်တယ်ဟိုအခင်းတွေပါတွေမှာပါတော့နော်အဲ့ဒီမှာကာတိပြင်ကြီးကယသိလေးကိုလေးစားတဲ့အနေနဲ့တဲ့သိရွယ်အခင်းပေါ်မှာမထိုင်ဘူးတဲ့ကျမ်းပေါ်မှာပဲထိုင်တယ်တဲ့အဲ့ဒီမှာဘုရားလောင်းကလည်းသိရွယ်မိုးကြောင်းလေးတဲ့ဝင်ပြီးတော့သူမနက်စာအတွက်ပြုတ်ထားတဲ့ကပြင်းရွက်ပြုတ်လေးကိုသွားယူတယ်ကျွေးမလို့အခခံမလို့ဒီပြင်ဘာမှမရှိဘူးသူမှာအသီးလည်းမရှိဘူးနဲ့တူပါတယ်ကြာတာအခုခေတ်လို့စထရောဘယ်ရီတို့ဘာတို့ထောပတ်သီးတို့ဘာတို့ဆိုရင်လည်းကောင်းပါတယ်လေနတ်နတ်သီးတို့ငပြောသီးတို့ဆိုလည်းကောင်းပါပဲပိန်နေသီးတို့အခုကတော့မဟုတ်ဘူးဘာသွားယူတော့ဆိုစားမပါဘဲနဲ့ပြုတ်ထားတဲ့ခပြင်းရွက်တဲ့ကာရပဏလို့ခေါ်တယ်ကာရဆိုတဲ့အမည်ရှိတဲ့တစ်ပင်ဗမာပြည်ကတော့ခပြင်းရွက်လို့ပြန်တယ်နော်အဲ့ဒီအရွက်ပြုတ်ကိုဖီနီးစားဖို့ရသူကအခန့်ဣဒံပိပဏကံမရှံရန္တံရာဇအလောနကံပရိပုံဇမဟာရာဇပါဟုနောမေတိအာဂတောတဲ့အရှင်မင်းကြီးတဲ့စားမပါဘဲနဲ့ပြုတ်ထားတဲ့ဟောဒီသေးရွက်ပြုတ်ကလေးကိုသုံးဆောင်ပါတဲ့ခြေသေးရလဲရှာပါပဲနော်စားမပါတဲ့အရွက်ပြုတ်ကလေးစားကြည့်ကြပါလားတစ်ခါတော့စားမပါဘဲနဲ့အရွက်ကလေးတစ်ခုပြုတ်ပြီးတော့စားကြည့်စားလို့တော့ကောင်းမှာပါကော်ဖီတုပ်တို့ဘာတို့အဲ့ဒါမျိုးတွေဒီတိုင်းစားကြည့်ပေါ့သွားလေးနဲ့သူအဲ့ဒီအရွက်ပြုတ်ကလေးကိုစားကြည့်အခုကဲတော့ဘာလို့ကြိုက်လန်တို့ဘာတို့တွေစားနေကြတာပဲအဲ့ဒီဟင်းရွက်ပြုတ်လေးစားမပါတဲ့ဟင်းရွက်ပြုတ်လေးကိုရှင်မင်းကြီးသုံးဆောင်ပါတဲ့ဒါလျှောက်လာလို့ကျွန်တော်ရဲ့အခန့်ကျွေးမွေးမှုပါပဲတော့ဘလောက်ဟုတ်တုံခုခေတ်ဆိုရင်တော့ဘာနဲ့အခန့်မလဲမသိဘူးသူအခန့်တာဟင်းရွက်ပြုတ်နဲ့အခန့်လိုက်တယ်ပေါ့ဟင်းရွက်ပြုတ်ဆိုတာလဲစားပါတာမဟုတ်ဘူးနော်စားကောင်းအောင်လုပ်ထားတာမဟုတ်ဘူးစားပါပဲအရွက်ကြီးဒီတိုင်းပြုတ်ထားတယ်ဟင်းရွက်ပြုတ်ရွက်ပြုတ်တွေကလည်းသူ့ရတာနဲ့တော့သူရှိပါတယ်လူတွေကကြိုက်လို့ဟိုကထဲတာထဲလျှောက်ထဲကြတာသူ့ရတာနဲ့တော့သူရှိတယ်သင်္ဘောရွက်ကိုအရေးညှစ်ပြီးတော့တောက်ရင်တော့ထမင်းစားကောင်းတာသိကြတယ်အဲ့ဒါအများကြီးတော့မတောက်နဲ့တစုံလောက်လေးကိုအစာမစားခင်အဲ့ဒီသင်္ဘောရွက်ကိုတတုရည်လေးညှစ်ပြီးတော့တစုံစာလောက်တောက်လိုက်လို့ရှိရင်ချက်ချင်းစားလာအဲ့ဝဲလောက်ဆိုရင်စားခြင်းစိတ်တွေပေါက်လာစမ်းကြည့်ပေါ့အဲ့ဒါလိုဟင်းရွက်ပြုတ်နဲ့အခန့်ကျွေးမွေးလိုက်တယ်အဲ့တော့ကျွေးလိုက်တဲ့အခါဘုရင်ကြီးကဘာပြောတော့ဆိုသူကလည်းအာမနာဘူးနော်နာသဟံပဏ္ဏပုံစံမိဒီလိုရွက်ပြုတ်တွေမစားဘူးတဲ့သူမစားဘူးတဲ့သူ့စာမဟုတ်ဘူးတဲ့နော်ဟင်းရွက်ပြုတ်နဲ့ကျွေးတော့မစားနိုင်ဘူးတဲ့ငါမစားဘူးတဲ့နဟေတံမရှဘောဇနံဒါငါစားတဲ့အစာမဟုတ်ဘူးတဲ့ပါဠိနာဩရဏံပုံစေသူစိတ်မန္တုပသေသနာတကယ်ကိုလေရွေးစဉ်တန်တန်ပြန့်ပြန့်လောက်ထားတဲ့သလေးစပါးနဲ့
အသားမျိုးစုံပါတဲ့တလေးစပါးနဲ့ချက်ထားတာပဲငါစားတယ်တလေးတံပေါက်ထမင်းမဲ့ငါစားတယ်တဲ့ဟင်းရွက်ပြုတ်ငါမစားဘူးဘင်းညအာမနာဒါသူ့စာမဟုတ်ပါဘူးလို့ညင်းလိုက်တယ်သူကနာသဟံပဏ္ဏပုံစာမိတဲ့ဟင်းရွက်တော့မစားချင်ဘူးတဲ့မစားချင်ဘူးဆိုပေမဲ့လို့သူစားတဲ့အစားအစာကိုသူကချီးမွမ်းပြရောလိုက်တာသူစားတာကတော့တလေးတံပေါက်ထမင်းပဲစားပါတယ်ဟင်းရွက်ပြုတ်တော့မစားပါဘူးလို့ဆိုတယ်သို့သောဖျားလောင်းပေါ်မှာလေးစားတဲ့အနေနဲ့တေမယကုမာရပေါ်မှာလေးစားတဲ့အနေနဲ့ဟင်းရွက်ပြုတ်ကလေးကတော့လက်ဖွားပေါ်မှာတင်ထားတယ်လက်တစ်ပတ်ကင်ထားပြီးတော့မေးလိုက်တယ်ငါသားမင်းဒီလိုအစာတွေကြီးပဲစားနေတာလားဒါပဲစားရလားလို့သူ့သားကိုဒါလေးပဲစားရလားလို့ဖြေညက်မေးလိုက်တယ်အဲ့ဒီလိုမေးပြီးတော့ဟင်းရွက်ပြုတ်လက်ကကင်ပြီးမေးနေတဲ့အချိန်မှာစန္ဒဒေဝီမိဖုရားနဲ့အဖွဲ့ကရောက်လာချက်ချင်းသူတို့ကနောက်ကြတာဆင်းနေလာနေကြတာနေမှာရောက်လာတဲ့အခါမောမမိတ်တန်ခြံရအနေနဲ့အလုံးကနောက်ထပ်ရောက်လာတယ်သားဖနှစ်ယောက်ကအဲ့ဒီဟင်းရွက်ပြုတ်အကြောင်းပြောနေတုန်းလေးရောက်လာတယ်ရောက်လာတော့လှမ်းကြည့်ကြည့်ရင်သူ့ရဲ့သားတေမယကုမာရကိုယသိအသွင်နဲ့မြင်လိုက်တဲ့အခါမှာမိုက်ခနဲ့ဆိုပြီးတော့သူကလဲကျသွားတယ်ဝမ်းသာဝမ်းနဲ့နေမှာပေါ့လူဘဝဆိုတာဖြစ်ဘူးတာပဲလေဖြစ်တတ်တာပဲလေအဲ့ဒီမှာဝမ်းသာဝမ်းနဲ့ဖြစ်ပြီးတော့သူကလဲကျသွားတယ်လဲကျသွားခဏတပြုတ်မေ့သွားပြီးနောက်တော့ပြန်ထလာနိုင်တယ်ပြန်ထလာပြီးတော့ရှစ်သိလေးရဲ့အနီးလာပြီးတော့ခြေထောက်ကိုတင်းတင်းဖက်ပြီးတော့မျက်ရည်ဆူရွှဲနေတဲ့မျက်နှာနဲ့ငိုပြီးတဲ့အခါမှာသူအားရအောင်ကိုပြီးတော့မှထားတယ်အဲ့ဒီလိုဘီဘီယာပြန်တတိယလာတဲ့အခါမှာလက်ထဲမှာဟင်းရွက်ရသေးလေးစားတဲ့ဟင်းရွက်ပြုတ်ကိုကင်ထားတဲ့ဘုရင်ကြီးကဒီမှာခြိသမ်းမှာကွာမင်းသားစားတဲ့အရွက်ခြိသမ်းမှာသူဒါလေးစားနေတာလို့ပြောတယ်မင်းသားစားတဲ့အစားအစာခြိသမ်းမအောင်လို့ဆိုပြီးတော့ပြအဲ့ဒီလိုဟင်းရွက်ပြုတ်ကလေးကိုဘီဘီယာရဲ့လက်ထဲကိုထည့်ပေးလိုက်တော့ဟင်းရွက်ပြုတ်လေးတွေထည့်ပေးကြံတဲ့ပေါင်းမမိတ်တန်နေစီလည်းပဲဟင်းရွက်ပြုတ်ကလေးတွေနည်းနည်းစီဝေပေးလိုက်တယ်ဝေပေးလိုက်တော့ဟင်းဒါမျိုးစားရလားဒါမျိုးစားရလားနဲ့ပေါ့နော်တန်တော်ဖြစ်နေကြတယ်ဒါနေစဉ်စားရဒါပဲလားဒီဟင်းရွက်ပြုတ်ပဲစားရလားဆိုပြီးတော့ကြည့်ပြီးတော့တချို့ကလည်းမင်းသားတေမယမင်းသားစားတဲ့ဟာတေမယကုမာရစားတဲ့ဟာဆိုခေါင်းပုံလေးတင်ပြီးတော့အမလေးဒါမျိုးစားပြီးတော့နေတာများအံ့ဩစရာကောင်းလိုက်တာတာမန်ပုဂ္ဂိုလ်မလုံးနိုင်ပါဘူးဆိုပြီးတော့ချီးမွမ်းပြီးတော့ပြောဆိုနေကြတယ်အဲ့ဒီခါမှာဘုရင်ကြီးကအကဲခတ်မိတာသူသားကြည့်ရတာကဟိုဒီဟင်းရွက်ပြုတ်စားနေတယ်ဆိုပြီးပဲလို့နန်းတော်မှာနေတော့ကပုံစံနဲ့မတူအသားရောင်ကလည်းပို့ပြီးတော့ဝင်းဝါလူကလည်းတက်တက်လက်လက်နဲ့စကားပြောတာလည်းထက်ထက်မြက်မြက်နဲ့ပျော်ရွှင်လန်းဆန်းနေတဲ့မျက်နှာအသင်ကိုကြည့်ပြီးတော့ဘုရင်ကြီးအံ့ဩတာသူစားတဲ့အစားအစာနဲ့အားရှိစရာမှမရှိတာနော်အားရှိစရာမရှိတဲ့အစားအစာစားပြီးအခုလို့တွက်လက်ပြီးလန်းဆန်းနေတာကိုကြည့်ပြီးဘုရင်ကြီးကပြောလိုက်တယ်ဣစေရကမံပฏิပါတိဧကကံပိရဟောကတံဧဒိတံပုံစမနနံကေနဝနောပတိရတိတယောက်ထဲမှာသူစဉ်းစားမိတာတော့တယ်ဒီလိုအရသာမရှိတဲ့သိရွက်ပြုတ်ကိုစားပြီးတော့ဘာဖြစ်လို့အသားရည်တွေကစုပ်ပြေးနေရတာတော့နော်အသားရည်တွေစုပ်ပြေးနေရတာတော့
အားကြပြီးတော့လည်းသွားမစားနဲ့ဟင်းရွက်ပြုတ်ကြောင့်အသားရည်ဆိုပြေတယ်အောက်မိမနေနဲ့နော်ဟင်းရွက်ပြုတ်စားပြီးတော့အသားရည်ဆိုပြေးနေတာဒါဒီဟာတွေစားနေရတဲ့နဲ့ဘာဖြစ်လို့အသားရည်ဆိုပြေးနေရတယ်ဆိုတာသူခေါင်းထဲမှာမေးပါတယ်မေးခွန်းတွေတက်လာတယ်ဆိုတော့ဘုရားလောင်းကဖြေတယ်သူအသားရည်ဆိုပြေးခြင်းအကြောင်းကိုဖြေတာဧကောရသနေပစ္ဆာမိနိယတိပဏ္ဏတန္တရေတာယမေဧကတိတသေယယရဇဝံနောပတိရတိရှင်မင်းကြီးတဲ့ကျွန်ုပ်ဟာသိရဲ့အခင်းပေါ်မှာတယောက်တည်းအိတ်ထားပါတဲ့တယောက်တည်းနေတယောက်တည်းအိတ်ထားအဲ့ဒီတယောက်တည်းနေတယောက်တည်းအိတ်လို့အခုလို့အသားရည်တွေဆိုပြေတာပါဆိုအဲ့တော့နှစ်ယောက်အိတ်တဲ့လူတွေဒုက္ခရောက်တယောက်တည်းအိတ်လို့အသားရည်ဆိုပြေတာတဲ့ဒီလိုဖြေတယ်နာသနိတိတဗန္ဒမေရာဇရခဥပဋ္ဌိတာတာယမေဒုက္ခတေယယရာဇဝံနောပတိရတိ။အိုရှင်မင်းကြီးတဲ့နန်းတော်မှာဆိုလို့ရှိရင်လက်နဲ့ကိုင်အဆောင်လျှောက်တွေနဲ့ခြံရံပြီးတော့အဆောင်နေကြတဲ့မှာအိပ်ရတာတဲ့။သူ့မှာအဲ့လိုလက်နဲ့ကိုင်ပြီးတော့ဆောင်းလျှောက်မဲ့လူမရှိဘူးတဲ့။တယောက်တည်းချမ်းချမ်းသာသာအိပ်ရလို့အသားရည်ဆူဖြေတာ။ဟုတ်တယ်။ကြောက်ကြောက်လန့်လန့်မယ်လေငါအမြဘယ်သူအမြလုံမလဲဆိုပြီးတော့ကြောက်လန့်နေရတာဟုတ်ခုမှတော့ရန်သူကမရှိဘူးဟိုမှာတော့လက်နဲ့ကိုင်အဆောင်တွေခြားထားပြီးမဲ့လို့စိတ်မချရဘူးဆိုပြီးတော့သူအသားရည်ဆိုပြေခြင်းအကြောင်းဟိုဒါအောင်ပြောတာအတိတနာနုသောစာမိနဗ္ဗစပ္ပမိနာဂတံပစ္စုပန်နေနယာပိမိတေနဝနောပတိရတိသူ့ဖြစ်ရခုနကတယောက်တည်းအိတ်လို့ချမ်းချမ်းသာသာအိတ်ရလို့အဲ့ဒါဆိုရင်လူတွေဟာပိန်ချောက်နေတာအဲ့ဒါဟိုချမ်းချမ်းသာသာမအိပ်ရလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့နော်အတိတနာနုသောစာမိအတိတ်ကိုလည်းပြန်ပြီးတော့စိုးရိမ်မနေဘူးတဲ့နဗ္ဗစပ္ပမိနာဂတအနာဂတ်ကိုမျှော်လင့်ပြီးတော့လည်းမနေဘူးတဲ့ပစ္စုပန်နေနယာပိမိခဏိတွေ့တာခဏိနဲ့ပဲမြတ်မြတ်တာတာနေတယ်ပစ္စုပန်နဲ့ပဲရှင်းနှက်နေတယ်တဲ့ဒါကြောင့်မလို့သူအသားရည်ဆိုပြေတာပါဆိုအဲ့တော့လူတွေဟာပိန်ချောက်တာတို့အသားရည်ပြက်တာတို့အတာဟိုစိုးရိမ်ကြရှိတဲ့အတိတ်ကိုတွေးပြီးစိုးရိမ်တာတို့အနာဂတ်မျှော်လင့်ချက်ကြီးတွေနဲ့တို့နော်ပစ္စုပန်လည်းမကြေမနတ်တွေနဲ့ဆိုသူကအတိတ်တွေးပြီးတော့စိုးရိမ်တာတခုအနာဂတ်အတွက်ကြောင်းကြနေတာတခုပစ္စုပန်မှာလည်းမကြေနပ်နိုင်တာတခုဆိုဘယ်လိုအသားရည်ဆိုပြေမလို့အတိတ်နာကပစ္စုပန်လုံးမှာလူတွေကစိတ်ပူနေကြတာလေအဲ့ဒါပဲအဓိကတော့အတိတနာနုသောစာမိနဗ္ဗစပ္ပမိနာဂတံပစ္စုပန်နေနယာပိမိတေနဝနောပတိရတိအတိတ်ကိုတွေးပြီးတော့လည်းမစိုးရိမ်ဘူးတဲ့အနာဂတ်အတွက်လည်းဟိုမျောလင့်တောင်းတပြီးကြောင်းကြမနေဘူးတဲ့ပစ္စုပန်ရှိတာနဲ့ပဲသူကပျော်ရွှင်ဘဝမှာနေတိုင်းမှာပစ္စုပန်ဆိုတာကိုရှိတာနဲ့ကျင့်တတ်နေတယ်ပစ္စုပန်ပေါ့အချိန်အနေနဲ့ပဲကျင့်တတ်နေတယ်ဒါကြောင့်မို့လို့သူဟာအသားရည်တွေဆိုပြနေတာပါတဲ့လောကမှာအသားရည်မဆိုပြတဲ့ပုဂ္ဂိုလ်တွေဟာအနာဂတပစ္စပါယအတိတတနုသောစနာအနာဂတ်အတွက်စိတ်တွေကြောင်းကြနေကြတယ်အတိတ်အတွက်သောကတွေဖြစ်နေကြတယ်အဲ့ဒီအနာဂတ်အတွက်ကြောင်းကြခြင်းအတိတ်အတွက်စိုးရိမ်ရင်းချောင်မို့လို့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေဟာခုတ်ဖြတ်လိုက်တဲ့ကျူပင်ဟာခြောက်သွားသလိုပဲဒါကြောင့်မို့အသားရည်တွေမဆိုပြေပဲနဲ့ခြောက်တတ်ကုန်တာတဲ့အဲ့ဒါအသားရည်ဆိုပြေတာသိရစားလို့မဟုတ်ဘူးလို့ဒီလိုဆိုလို့တယ်ပေါ့နော်သိရစားလို့မဟုတ်ဘူးဆိုတာဖြေတယ်အဲ့တော့အသားရည်စုပြည့်ခြင်းလို့ရှိရင်အနာဂတ်အတွက်ကြောင်းကြစိတ်တွေမမွေးနဲ့အတိတ်အတွက်မစိုးရိမ်နဲ့အဲ့ဒါဆိုလို့ရှိရင်လူဟာဘဝမှာစိတ်ချမ်းသာကိုယ်ချမ်းသာနေပြီဆိုလို့ရှိရင်ကြောင်းကြကင်းပြီးတော့ပို့ပြီးတော့အသားရည်တွေစုပြည့်ပြီးတော့ကျမ်းမာလာပါလိမ့်မယ်လို့ဒီလိုတေမယကုမာရယသိလေးကခုလိုဟောလိုက်တာပြောလိုက်တာပဲဖြစ်တယ်ပေါ့ကဲဒီကနေ့ဒီလောက်ပဲရနာရအောင်ပေါ့နောက်ရကြတော့မှနှစ်ဖြင့်ငါကြတော့မှပဲဒီဆက်ကအဆုံးသတ်နိုင်တော့မှဖြစ်တယ်
တရားချက်ကသူတော်စင်ပြိဿပေါင်းတို့လူဘဝနဲ့ဆက်ဟပ်ပြီးတော့မသားစရာများစွာပါတဲ့တေမီယကုမာရဇတ်စာပေကျမ်းကမှာတော့မူကပက္ခဇတ်လို့ခေါ်တယ်ဆွမ်းအနာမကြဇတ်နော်အဲ့ဒီဇတ်တွေကမသားစရာတွေနာယူပြီးတော့မိမိတို့ကိုယ်တွေ့လက်တွေ့ကျင့်သုံးနိုင်တဲ့အရာများကိုကျင့်သုံးလို့ရှောင်ကျဉ်ရမယ့်အရာများကိုရှောင်ကျဉ်ပြီးတော့ကိုယ်ဘဝကောင်းမွန်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း